6、ねえ、もう12月も半ばだし、そろそろおせちのこと考えないとね。適当に決めてくれよ。家事は君に任せてあるんだから。あ、そうじゃあ、おせちなしっていう選択でもいいわけね。だいたいおせち食べるのはあなただけなんだから。それを言っちゃ身も蓋もないな。ねえ、もう12月も半ばだし、12လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့အဲ့တော့တစ်ဝက်ကြိုတယ်ကို半ばလို့ခေါ်ပြီးတော့အရှိက12月ဆိုတော့12လပိုင်းဒါဆိုရင်ကျန်တဲ့လတွေဆိုရင်ရောもう1月も半ばだしတစ်လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့もう2月も半ばだしနှစ်လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့もう3月も半ばだし3လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့もう4月も半ばだし4လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့もう5月も半ばだし5လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့もう6月も半ばだし6လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့もう7月も半ばだし9လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့もう8月も半ばだし10လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့もう9月も半ばだし9လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့もう10月も半ばだし10လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့もう11月も半ばだし17လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့ဒါဆိုရင်ဒီနေ့ရဲ့ dialogue ကもう12月も半ばだし12လပိုင်းနောက်တစ်ဝက်ကြိုပြီဆိုတော့そろそろおせちのこと考えないとねそろそろဘာလို့လို့နဲ့おせちのことနှစ်သက်ကိုအစားအစာအကြောင်းကို考えないと考えなければならないんだよね考えないとねအတူတူပဲเนาะမစင်စားလို့မရတော့ဘူးစဉ်းစားရတော့မယ်そろそろおせちのこと考えないとね適当にတင်းတော်တလို့ပဲတင်းတော်တလို့အဆင်ပြေတလို့ပဲ適当にအဆင်ပြေတလို့ပဲ決めてくれよဆုံးဖြတ်ပြီး決めてくれよဆုံးဖြတ်ပြီးဆုံးဖြတ်လိုက်ကာကြီးဝအိမ်အလောက်က君にမင်းကိုပဲ任せてあるんだからအပ်ထားတာဆိုတော့အားကိုးထားတာဆိုတော့ကာကြီးဝ君に任せてあるんだからအိမ်မှုကိစ္စတွေကမင်းကိုပဲအပ်ထားတာဆိုတော့そうအဲ့လိုလားじゃဒါဆိုရင်တော့おせちなしっていうအဲ့တော့おせちなしဆိုတာကおせちないကိုပြောတာပေါ့နော်おせちမလုပ်ဘူးဆိုတဲ့လို့ဆိုတဲ့ verb で言う verb というလို့ဆိုတဲ့選択でもいいわけねရွေးချယ်မှုလည်းရတာပေါ့နော်おせちなしっていう選択でもいいわけねおせちမလုပ်ဘူးဆိုတဲ့ရွေးချယ်မှုလည်းရတာပေါ့နော်ဒါတိုင်းများသောအားဖြင့်おせち食べるのはအဲ့ဒီအစားအစာတွေကိုစားတာကあなただけなんだからမင်းတယောက်တည်းပဲရှင်တယောက်တည်းပဲလေおせち食べるのはあなただけなんだからအဲ့ဒီအစားအစာကိုစားမှာကရှင်တယောက်တည်းပဲလေそれを言っちゃအဲ့လိုမျိုးကြီးပြောလိုက်တော့それを言っちゃအဲ့လိုမျိုးကြီးပြောလိုက်တော့မိမိုဖူတာနိုင်နာအဲ့ဒါကတော့အရင်ရက်ဆက်ရကြသွားပြီသူ့ရဲ့အတိတ်ပဲကအများကြီးရှိပါတယ်သူကဒေဒိုးကြီးပြောချလိုက်တာအာနာပါနာမှုမရှိဘဲနဲ့ပွင့်ပွင့်လင်းလင်းပြောလိုက်တာဒါမှမဟုတ်အရှိကိုအရှိတိုင်းပြောလိုက်တာမျိုးမှာအဲ့လိုမျိုးပေါ့နော်ဒီမှာပြောထားတဲ့အတိုင်းပဲအရင်ရက်ဆက်ရကြသွားပြီအဲ့လိုကြီးပြောလိုက်တော့ရက်ဆက်လိုက်တာပေါ့လေဆိုတဲ့ဝေချမိမိုဖူတာနိုင်နာအဲ့လိုအတွေ့လေးမှတ်ထိုင်ပို့ကောင်းပါတယ်ဆိုတဲ့ဝေချမိမိုဖူတာနိုင်နာအဲ့လိုမျိုးကြီးပြောလိုက်တော့ရက်ဆက်လိုက်တာ7、ねえ見て、このウェディングドレス。全部手作りのレースだって。素敵ね。すごいね。一つ一つがすごく精巧だし、気が遠くなるような作業だね。私、これが着たいな。ちょっと待ってよ。値段も相当。ほらね。やっぱり桁が違うよ。ねえ見て、ヘイဒီမှာကြည့်လိုက်အောင်ね。ねえ見て、ヘイဒီမှာကြည့်လိုက်အောင်。このウェディングドレス。ဒီမင်္ဂလာဆောင်ဝတ်ဆောင်လေး全部အားလုံးက手作りのレースだってလက်လောက်စာတွေကြီးပဲတဲ့素敵ねလှလိုက်တာနော်すごいねဟုတ်ပါအံ့ဩစရာကောင်းလိုက်တာ一つ一つတစ်ခုချင်းစီကすごく成功だしတကယ်ကိုတည်သက်လက်ရမြောက်နေတာပဲ気が遠くなるような作
ပြောတာနဲ့တကယ်ကိုစိတ်ရှည်လက်ရှည်လုပ်ရမယ့်အလုပ်ပဲနော်ခီကတော့အိုခုနာရူယောနာခီကတော့အိုခုနာရူယောနာစပြောတာနဲ့စိတ်ရှည်လက်ရှည်လုပ်ရမယ့်အလုပ်ပဲနော်私これが着たいなဒါလေးဝတ်ချင်လိုက်တာ私これが着たいなဒါလေးဝတ်ချင်လိုက်တာちょっと待ってよခဏလေးနေပါဦးနေတန်မို့စိုးတိုးဈေးနှုန်းကလည်းတော်တော်လေးစိုးတိုးအမဈေးနှုန်းကြည့်လိုက်တာဟုတ်တာနဲ့တွေ့လားရပါဒီတကယ်ကိုပဲခဲတာကနန်းအရေးအတွက်ခဲတာကကနန်းအရေးအတွက်ကချီကောက်ရောကွာနေတာရပါဒီခဲတာကချီကောက်ရောကနန်းအရေးအတွက်ကကွာနေတာちょっと待ってよခဏလေးနေပါဦးနေတန်မို့စိုးတိုးဈေးနှုန်းကလည်းတော်တော်လေးအမတစ်ချက်ကြည့်လိုက်တယ်ဟုတ်တာနဲ့ဒီမှာတွေ့လားရပါဒီခဲတာကချီကောက်ရောဒီမှာကနန်းအရေးအတွက်ကတော်တော်လေးကိုကွာနေတာ8、冬のバーゲンセール、全品9割引き？信じられない。90% オフだっていくら出血大サービスと言っても、それじゃあ店も元取れないよね。赤字覚悟なんじゃない？そりゃそうだ。まあ、うちの家計にとっちゃ助かるけどね。冬のバーゲンセールဆောင်းရသည့်အယောင်ပွဲတော်冬のバーゲンセールဆောင်းရသည့်အယောင်ပွဲတော်ဇမ်ပင်ပစ္စည်းတွေအားလုံးဇမ်ဘူးဆိုရင်အားလုံးဇမ်ပင်ပစ္စည်းတွေအားလုံးက Q ဝါလီပီကီ90%လျှော့ဈေးလား Q ဝါလီပီကီ90%လျှော့ဈေးလားရှင်ကြီးလားလဲနိုင်မယုံနိုင်စရာပဲ90% off だって90%လျှော့ပေးတယ်ဆိုပဲいくら出血サービスと言ってもဘလောက်ပဲအရေးပြောအောင် promotion တွေပေးတယ်ပဲပြောပြောいくら出血サービスと言ってもいくら出血サービスと言ってもဘလောက်ပဲအရေးပြောအောင်လို့ promotion တွေချပေးတယ်ပြောပြောဆိုရကြအဲ့ဒါဆိုရင်မီဆဲမို့ဆိုင်လဲပဲမိုတိုးတိုးလဲနားရောနဲ့အရင်တော့မရဘူးနော်မိုတိုးတိုးလဲနားရောနဲ့အရင်မရဘူးနော်အာကာကြီးအရှုံးခံဖို့အာကာကြီးဆိုတာကနောင်အနေနဲ့အရှုံးပေါ့လေခါကူကနန်းကြနိုင်အရှုံးခံဖို့ပြင်ဆင်ထားပုံရတယ်အာကာကြီးခါကူကနန်းကြနိုင်အရှုံးခံဖို့ပြင်ဆင်ထားပုံရတယ်ဆိုလျဆိုရဲဝါနဲ့အတူတူပဲဆိုလျဆိုးတာဆိုရဲဝဆိုးတာနှစ်ခုစလုံးကအတူတူပဲအဲ့ဒါတော့ဟုတ်တယ်မကဲပါလေရဲ့ဥချီနိုခါခဲနီတိုတဲ့နီတိုတဲ့ဆိုတာကနောင်အတွက်တော့ပေါ့နော်နောင်နီတိုတဲ့နောင်အတွက်တော့ဒါပေမဲ့ဒီနေရာမှာစကားပြောပုံစံပေါအောင်လို့တိုချဆိုပြီးတော့သုံးပါတယ်တိုချဥချီနိုခါခဲနီတိုချငါတို့အိမ်ရဲ့အသုံးစရိတ်အတွက်ကတော့ဥချီနိုခါခဲနီတိုချဥချီနိုခါခဲနီတိုတဲ့ငါတို့အိမ်ရဲ့အသုံးစရိတ်အတွက်ကကြတော့သာစကာရုခဲတို့နဲ့အထောက်အကူဖြစ်တာပေါ့လေသာစကာရုခဲတို့နဲ့အထောက်အကူဖြစ်တာပေါ့လေဥချီနိုခါခဲနီတိုချသာစကာရုခဲတို့နဲ့နောင်နီတိုချနောင်နီတိုတဲ့9、ねえお父さん、今度の選挙誰に入れる？そうだな。しっかりと国民の声に耳を傾けてくれる人がいいな。それから国民のために尽くしてくれる人。でも選挙の時はみんなそう言うのよね。選挙が終わるとみんな国民なんてどうでもいいってなっちゃう。そうだね。目先の利益に目がくらんで、私腹を肥やすことばかり考えている政治家は最低だよな。ねえお父さんအဖေရဲ့今度の選挙ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ今度の選挙ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ誰に入れるဘသူကိုမဲပေးမှာလဲ今度の選挙誰に入れるဒီတစ်ခေါက်ရွေးကောက်ပွဲမှာဘသူကိုမဲပေးမှာလဲねえお父さん今度の選挙誰に入れるဒီတစ်ခေါက်ရွေးကောက်ပွဲမှာဘသူကိုမဲပေးမှာလဲそうだなအင်းတော့တဲ့しっかりとတေတေချာချာလေးしっかりとတေတေချာချာလေးအိုခိုခုမင်းတို့ခေါ်ရဲ့နိပြည်သူတွေရဲ့အတန်အိုခိုခုမင်းတို့ခေါ်ရဲ့နိပြည်သူတွေရဲ့အတန်ကိုမိမိကိုခါတမှုခဲ့တဲ့အဲ့တော့ဒါကလေဓာတ်ရိုက်ပြန်နေဆိုရင်တော့ဒါနေရွက်ကိုတင်းဆောင်လိုက်တာပေါ့နော်ခါတမှုခဲလို့ဆိုတာကစောင်းလိုက်တာအဲ့တော့နေရွက်ကိုစောင်းလိုက်တယ်ဆိုတာကနားထောင်ပေးတာပေါ့နော်တေချာနားထောင်ပေးတဲ့သူမိမိကိုခါတမှုခဲတဲ့ခရဲလူဟီတိုကအီနာတေတေချာချာနားထောင်ပေးတဲ့သူမျိုးကပို့ပြီးတော့ကောင်းတယ်လေကောင်းတာပေါ့မိမိကိုခါတမှုခဲတဲ့ခရဲလူဟီတို
ဆိုတဲ့ခါရပြီးတော့ခိုခုမင်းတို့တာမဲနိပြည်သူတွေအတွက်ခိုခုမင်းတို့တာမဲနိပြည်သူတွေအတွက်ဇခုရှိအလောက်အကျွေးပြုပေးမဲ့သူဇခုရှိတဲ့ခရဲတို့ဟီတိုအလောက်အကျွေးပြုပေးမဲ့သူမျိုးပေါ့ဆိုတဲ့ခါရခိုခုမင်းတို့တာမဲနိဇခုရှိတဲ့ခရဲတို့ဟီတိုပြည်သူတွေအတွက်အလောက်အကျွေးပြုပေးမဲ့သူမျိုးပြန်ပြောပါမယ်နော်ရှိခါလီတို့တေးသေးချာချာလေးအိုခိုခုမင်းတို့ခွဲနိပြည်သူတွေရဲ့အတန်ကိုမိမိကိုခါတာမှုခဲ့တဲ့ခရဲတို့ဟီတိုကအီနာတေးသေးချာချာနားထောင်ပေးတဲ့လူမျိုးကကောင်းတယ်လေဆိုတဲ့ခါရပြီးတာနဲ့ခိုခုမင်းတို့တာမဲနိပြည်သူတွေအတွက်ဇခုရှိတဲ့ခရဲတို့ဟီတိုအလောက်အကျွေးပြုပေးမဲ့သူမျိုးတဲမောဒါပေမဲ့စန်ကျိုနိုတိုကီဝရွေးကောက်ပွဲကာလမှာကမင်းနဆိုးယူနိုရောနဲ့အားလုံးကဒီလိုပဲပြောကြတာပဲလေတဲမောဒါပေမဲ့စန်ကျိုနိုတိုကီဝမင်းနဆိုးယူနိုရောနဲ့အဲ့လိုမျိုးပြောကြတာပဲလေစန်ကျိုကရွေးကောက်ပွဲကတဲ့အိုဝါဒူတို့ပြီးသွားတဲ့အခါမှာမင်းနအားလုံးကခိုခုမင်းနန်းတဲ့ဒိုးတဲ့မိုယောခုနာ6အားလုံးကပြည်သူတွေကိုဂယုမဆိုင်တော့ဘူးစန်ကျိုကအိုဝါဒူတို့မင်းနခိုခုမင်းနန်းတဲ့ဒီပေါ့နော်ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာမင်းနဒီရွေးကောက်ခံလူတွေကပေါ့နော်ခိုခုမင်းနန်းတဲ့ပြည်သူတွေဘာလို့ဆိုတာကိုဒိုးတဲ့မိုယောခုနာ6ဂယုမဆိုင်တော့ဘလို့ဖြစ်ဖြစ်စိတ်မဝင်စားတော့ပေါ့နော်ဒိုးတဲ့မိုယောခုနာ6ဂယုမဆိုင်တော့ဘူးခိုခုမင်းနန်းတဲ့နောင်နန်းတဲ့ဒိုးတဲ့မိုယောခုနာ6အဲ့လိုမျိုးဆိုရင်ဝါတရှိနန်းတဲ့ဒိုးတဲ့မိုယောခုနာ6စန်ကျိုနိုတိုကီဝမင်းနာဆိုယူနိုယောနဲ့ရွေးကောက်ပွဲကာလမှာတော့အားလုံးကဒီလိုပဲပြောကြတာပဲစန်ကျိုကအိုဝါဒူတို့မင်းနာခိုခုမင်းနန်းတဲ့ဒိုးတဲ့မိုယောခုနာ6ရွေးကောက်ပွဲပြီးသွားရင်တော့အားလုံးကပြည်သူတွေကိုဂယုမဆိုင်တော့ဘူးဆိုတာနဲ့ဟုတ်တာပေါ့မဲဆာမနော်လီရဲ့ခီနီလက်ငယ်အကျိုးအမြတ်ကိုပဲမဲကခူရန်တဲ့ကြည်ပြီးတော့မဲဆာမနော်လီရဲ့ခီနီမဲကခူရန်တဲ့လက်ငယ်အကျိုးအမြတ်ကိုပဲကြည်ပြီးမဲဆာမနော်လီရဲ့ခီနီမဲကခူရန်တဲ့လက်ငယ်အကျိုးအမြတ်ကိုပဲကြည်ပြီးတော့ရှီဖုခုကိုဝမ်ကိုပဲခိုယာစုခိုတိုဘာကာရီခံကာအေတဲရုစေဂျီကာဝကိုဝမ်ကိုပဲဖြေဖို့စဉ်းစားနေတဲ့စေဂျီကနိုင်ငံရေးသမားတွေကတော့စိုက်သေးတာရောနဲ့အစိုးဆုံးပဲနော်ရှီဖုခုကိုခိုယာစုခိုတိုဘာကာရီကိုဝမ်ကိုဖြေဖို့ပဲခံကာရဲ့တဲရုစေဂျီကာဝစဉ်းစားနေတဲ့နိုင်ငံရေးသမားတွေကတော့စိုက်သေးတာရောနဲ့အစိုးဆုံးပဲနော်ဒါဆိုရင်အကောင်ဆုံးကစိုက်ကိုတာရောနဲ့シーフクを肥やすことばかり考えている政治家は最低だよね。ကိုဝန်ကိုပဲဖြေဖို့စဉ်းစားနေတဲ့နိုင်ငံသမားတွေကတော့最低だよねအစိုးဆုံးပဲ10何その頭。鳥の巣みたいにボサボサじゃないか。そっちこそ何よそのジーンズボロボロじゃない何言ってんだよ。これがファッションだよ。あれ、やだな、その靴下。右と左で色が違ってんだろ？そそっかしいんだから、まったく。もうこれが最新のファッションなのセンスが悪いくせにいちいちうるさいったらありゃしない何その頭ဘာလဲအဲ့ဒီကောင်ကြီးက何その頭တိုလီနိုစုညတ်တိုက်တိုလီနိုစုညတ်တိုက်မိတိုင်းနိအဲ့လိုမျိုးပဲတိုလီနိုစုမိတိုင်းနိညတ်တိုက်လိုမျိုးပဲပိုစာဂျာနိုင်ကဖွာလန်ကျဲနေတာပိုစာဂျာနိုင်ကဖွာလန်ကျဲနေတာတိုလီနိုစုမိတိုင်းနိပိုစာဂျာနိုင်ကညတ်တိုက်ကြနေတာပဲဆိုချီခိုဆိုရှင်ဘက်ကရောဆိုချီခိုဆိုရှင်ဘက်ကရောနာနီရောဘာကြီးလဲဆိုနိုဂျင်းစုအဲ့ဒီဂျင်းပေါမီကပိုရိုဂျာနိုင်စုပ်ပြတ်တက်နေတာပိုရိုဂျာနိုင်စုပ်ပြတ်တက်နေတာဆိုချီခိုဆိုရှင်ဘက်ကရောနာနီရောဘာလဲဆိုနိုဂျင်းစုအဲ့ဒီဂျင်းပေါမီကပိုရိုဂျာနိုင်စုပ်ပြတ်တက်နေတာနာနီရဲ့တန်းတာရောဘာတွေပြောနေတာလဲနာနီအတန်းတာရောဘာတွေပြောနေတာလဲခေါ်တယ်က fashion တာရောဒါက fashion လေခေါ်တယ်က fashion တာရောဒါက fashion လေအားရရတာနာမကြလိုက်တာその靴下エリチェが右と左で
ညာဘက်နဲ့ဘယ်ဘက်ကမိဂီတိုဟီတာလီတဲ့ညာဘက်နဲ့ဘယ်ဘက်ကခြေကတန်းတာတော့ကွဲနေတယ်မဟုတ်လားခြေကတန်းတာတော့ကွဲနေတယ်မဟုတ်လားその靴下右と左で違ったんだろうအဲ့ဒီခြေအိတ်ကညာဘက်နဲ့ဘယ်ဘက်ကွဲနေတယ်မဟုတ်လားဆိုကရှင်တာကာရတောင်တောင်နဲ့ပေါ့လေလူကလည်းကြရောက်ကြရဲ့နဲ့ဆိုကရှင်တာကာရမတာခတကယ်ပါပဲမို့ခေါ်တဲ့က fashion or fashion နော်ဒါကနောက်ဆုံးပေါ် fashion မှာဆိုမှခေါ်တဲ့က fashion or fashion နော်ဒါကနောက်ဆုံးပေါ် fashion လေဆန်စုက fashion အမြင်ကဝါရီခုစဲနိမကောင်းပဲနဲ့အချီတစ်ခုချင်းစီဥရုဆိုင်တာရပွားစီပြောနေမယ်ဆိုရင်ဇော်တကတက်နေမယ်ဆိုရင်အာလျာရှိနိုင်နာညီတယ်အဲ့ဒီအာလျာရှိနိုင်ဆိုတဲ့တစ်ခုချင်းအတိတ်ပဲကလေလုံးဝမရှိဘူးမဖြစ်နိုင်ဘူးဆိုတဲ့အတိတ်ပဲပေါ့နော်ဒါပေမဲ့အရှိကအချီဥရုဆိုင်တာရအာလျာရှိနိုင်ဆိုရင်တော့ဒါတော်တော်စိတ်ရှုပ်ဖို့ကောင်းနေဆိုတဲ့အတိတ်ပဲဖြစ်သွားပါတယ်